လေးကစောက်နေပြီငါကြီးလေးပန်းတင်းတင်းလေးကွာနင်းနေပန်းဟိုလေဒီပန်းလေးတင်းတင်းလေးနေတကယ်တော့ဒါကျွန်တော်အမေဒီပန်းလေးကိုအမေညနေမလိုက်ဘူးကြီးပြောတယ်တရားဒီနေ့တရားကိုတိမ်မွေ့ချစ်တဲ့ပြိတ္တကြီးကိုကျွန်တော်လေးလေးကနေပြောကဲလောက်ပါလို့နေတော့ဘိုးညိုကြီးလားခုလိုမျိုးဒီပန်းလေးကိုကျွန်တော်ဒီလိုလေးဖြစ်လိုက်ပါမယ်အဲ့ဒီလေရေခွင်ထဲကိုရောက်သွားရင်တော့ကျွန်တော်ဖတ်ထားတယ်လို့တွေးလာပါအဲ့လေကွာဘာမှမလုပ်နဲ့မျက်နှာလည်းမလိုက်ပါဘူးတမိန်ဘောတူယုံနေဒီပန်းလေးကိုလက်ကလေးနဲ့ဖမ်းမိရင်တော့ကျွန်တော်ဆုတ်ထားတယ်လို့ဘယ်အောင်ဆုတ်ဘာဆုတ်တာလဲပန်းလေးဘင်းပန်းနဲ့ဘယ်အောင်ဆုတ်တော့ကျွန်တော်ရဲ့ပန်းလေးကိုဆုတ်ထားအေးအဲ့လိုပြောပါလူတို့ကလည်းခေါင်းနဲ့ဓာတ်တွေပြည့်နေတယ်ကျွန်တော်ရဲ့ပန်းလေးဆိုတာကိုမရှင်းသေးဘူးပြည့်ဒီပန်းလေးကိုကျဲပါမယ်ရတဲ့လူကတော့အကုသို့များပြီပေါ့ဗျာအေးကြတဲ့ဒူးနဲ့ပြည့်အသုံးနေရမှာအနီးတို့ယူတယ်ငါမယူတယ်ကျွန်တော်ယူမယ်လေပေါ့ကျွန်တော်နှစ်ပန်းလုံးဒီတကယ်ကျဲမှာလားပန်းနှစ်ပန်းလုံးတာပြစ်လိုက်ဒီလိုကျဲမှာဒီလိုကျဲမယ်ဆိုရင်ငါပြောမှာပြည့်တက်ကမင်းဦးလူပြည်သူကိုထင်မှာပေါ့ဟိုဘက်လည်းငါမင်းကိုရီးပေးတယ်ဟုတ်ပြီတဲ့လားစားမယ်စားမယ်ဆိုင်မယ်ကိုရီးတော့အေးရီခိုင်းတာအေးပါဒီကျွန်တော်လက်ဒီလိုပြောပေးဘာဖြစ်နေလဲ1 2 3 4မစရီခိုင်းတာစမယ်ဝီထူးထွန်း1 2 3 1 2 3စမယ်1တလူမင်းမလေးတက်လို့ရမှာတူခွေဘလို့တူခွေတော့တူတရီစမယ်1 2အဲ့မကောင်းအေးဒီရှိသမင်းရှိဆိုတာတော့မားတယ်ဘာဖြစ်လို့သမင်းကသူတို့ကြွေးတာမဟုတ်ဘူးဟုတ်ကကင်မိုင်းတယောက်ကချက်ကြွေးတာသူတို့သမင်းဇက်စရာကြွေးတာဟုတ်ဘူးလားဟာဇက်စရာပတ်စံမပေးတာဘာမှပတ်စံမပေးတာဈေးဝယ်ရတာသူတို့ဟာကိုယ်တိုင်စီမံပေးတာဟာကိုယ်တိုင်စီမံပေးဈေးတော့ကျွန်တော်ကိုယ်တိုင်သွားတာအမေသူပြောတာလေဘာလဲပြောင်းမလို့ချက်သားတပိတ်တာဘယ်လောက်ပေးရလဲသိလားဘယ်လောက်ပဲဘယ်နည်းလဲပြော330ဟာအဲ့ဒီ330ရတာညီလေးဆိုင်းကိုကျွေးဆက်ရမှာနော်ဘာလဲဈေးကဘယ်နာမှာပြောဒီတော့ဈေးဘယ်နာပြောတလုံးတော်စေးဒီနီနာလေးတဲ့ပြက်ကရကောက်ဘူးနေတယ်လေမဟုတ်ဘူးကိုကြီးအတိကမသိတော့ဒီလိုတွေကလေအဲ့ဒီဘယ်နာမှာပြောဒီဇက်ယုံကနေဒီကနေထွက်လာဒီဘက်အပြင်လမ်းထိပ်ရောက်ပြီမလားလမ်းထိပ်ရောက်ပြီလမ်းထိပ်ရောက်ပြီလမ်းထိပ်ရောက်ရင်ဘယ်ရောက်ဟာယောဒီလူကြီးတွေခတ်ပါကြီးရောဒီကနေခွေသွားလိုက်တက်သွားရင်ဒီဘက်လမ်းမကိုရောက်မယ်လမ်းမကနေတက်သွားလိုက်မိန်းလမ်းမကြီးပေါ်ရောက်ရောက်ပြီဘယ်ရောက်တာလဲလို့တလုံးထော်စေးဩဟုတ်တယ်သူ့အဖေနဲ့သူ့အမေကပတ်စံအကြီး1000လောက်ကြီးချိုင်းချညက်ပြီးတော့အေးလားမိမဆွဲချင်းဆွဲခဲ့ဟုတ်ကဲ့ကိုသူကလည်းဈေးထဲဝင်သွားတာဈေးထဲဝင်ပြီးတော့သူ့ရဲ့အဖေအားရဲ့ဖေဖေရလေဟာသူ့ရဲ့ဘာပြောသူ့ဖေလို့တော့သူ့ဖေလည်းကိုဖေပဲလေကိုဖေလို့သဘောထားမဟုတ်လားဟုတ်သူပဲလာပြီးတော့အားလုံးသူတွေတမှုပြရမယ်လို့ပြောထားပြီးတော့အဲ့ဒါ1000လောက်ပတ်စံအကြီးကိုချိုင်းချညက်ပြီးတော့မိမပါလားကိုမိပါတယ်ဆိုတော့ဈေးထဲဝင်သွားဟေးဈေးတယ်အမေဝတ်သားပဲကြီးလဲမိုက်ရပါဟမ်ဟေးချက်သားပဲကြီးတော့ပြီးတာငါပဲကြီးတော့နဲ့နာနဲ့တော့စိတ်သားဟေးဟိုအရှုလို့တူတယ်ဗောခဲလိုက်စမ်းဟာဒီတော့ချမောင်ရစီးနေတယ်အဲ့မှာရေကျေးဇူးများကြီးတင်ပါတယ်နေ့စီပန်းလေးတွေပန်းကိုလုပ်ပေးတာဒါပေမဲ့အကိုကိုက်လေဘေးထောင်လို့မရဘူးအားကြောင့်ပဲတော့ပန်းချိန်ကြီးအမှတ်မရှိသေးဘူးကျွန်တော်ပန်းလေးကိုလာသေးတယ်မမဒီကထပ်ပြီဒီကထပ်ပြီလည်းအဲ့နဲ့ရောက်နေသေးကြပါဘူးအခုရဲ့ချစ်သူကကျွန်တော်တွေ့တယ်တော့နာအော်ဒါရီငါ့ကိုအခြေချင်းမဟာရီမင်းကပန်းကိုင်လေးဟိုမကိုကြီးကခုံးလှုပ်လေနောက်ဆုံးတစ်ခေါက်နေနဲ့ကိုကြီးဖယားတရားတာတပြီလေနော်ကျွန်တော်ဒီဘက်ကိုနောက်ဆုံးတစ်ခေါက်နေနဲ့ပြည်ရပြီအမတေတော့စောစောဟာပိပိလေးကဝဝကြီးရအမေကိုစိုးမဲ့တိတ်ကြီးနေတယ်ဟိုတင်းလည်းတော့ကြကုန်မယ်ဒီဘက်လေးကိုကျွန်တော်ဒီလိုလေးဟိုဘကကောင်ဒီချိတ်ချိတ်အဲ့တော့ဒီဘာအကြမခံနဲ့ဟိုဘအော်လေးဒီဘကကောင်ဒီချိတ်ချိတ်
ဟာတိုးသေးတယ်အဖေတို့ဘယ်လိုလေးပွားတာအဲ့လိုလေမကြီးလေကောင်းမထွက်အောင်အဲ့လိုမျိုးလေးဒီလိုလေးမကြည့်ဘူးလို့ကြည့်လို့ကြည့်တွေးနေနဲ့လို့ကြည့်စိတ်ထဲနေမှာ ကိုကဘာတွေတင်ပေးနေလဲမသိ ဘာကျိုးရလဲဘာရောက်ကုန်နေတော့ရောက်ကုန်နေချော်ကီမပေါကာနဲ့အဲ့ဆိုချော်ကီကပေါကာပြီးတော့ရောက်ကုန်နေလာလို့နေလာပြီးတော့ချော်ကီမပေါအကုန်လုံးတောက်ချောက်ချော်ကုတ်ထားလေကွာဘာတော့ဘိုင်လေလာတော့လာနေတော့ဘာစကားတွေပြောနေလဲဘာလဲလို့စိတ်ကတော့လုံနိုင်ဘူးနော်တော့ပြန်မေးလုံးလုံးနေမှာတော့ ညနေတက်တယ်ပြီးငါနာကန်နေတိမ်မလို့ငါလို့ဒီမိုက်ကလေးပါလေကန်အောင် ရွာသားစိတ်မလုံး let's go ဟာဟိုက်စကိုကဲစမ်းလေဟေးဟေးအောင်လို့လေဟုတ်ပါစမ်းစင်းလေအောင်လို့လေစကူလေဝယ်သားတွေကအေးရေးပြတ်နေတဲ့ဖေဖေရဲ့စေတနာမိမေရဲ့မြစ်တာအဲ့ဒါကြောင့်မလို့ချမောင်ရဲ့ချက်ကျွေးတာချမောင်ရဲ့ချီကို အဲ့ချင်းပြရ အဲ့ချီမှာဆိုလို့ဒါပေမဲ့မေမေကပြောတယ်ညနေက ဘာပြော ဒါတဲ့အခုကတော့ချမောင်ရဲ့လေးပဲတီးကန်စားအောင် အေးတော့ကြမှာ နောက်လာဆိုရင်ချမောင်ရဲ့မရတော့ဘူးတဲ့ တကြီးပဲတင်နုနေပြီတဲ့ အဲ့တော့စော်ကားတယ်ဒီမကြီးဒီဈေးကိုသွားမပြောနဲ့ဟဲ့ဈေးထဲမှာအမတ်တရားရှိခဲ့တာဘယ်ကဈေးသွားတာလေအဲ့နဲ့ကိုဝန်ဆောင်ညီမလေးကထွက်လာကိုလည်းဈေးထဲသွားမလို့အဲ့နဲ့ဈေးထဲမှာကိုမျက်စိလဲနေရလေညီမလေးလို့ကိုကြီးလို့ဒီဈေးကအရန်ကြီးတော်လို့အဲ့ဒါညီမလေးလို့ကိုကြီးကိုလူထွက်တဲ့အပေါက်ကလေးပြပါလားဆိုတင်းချင်းဆိုတဲ့ပါကျုံးမယ်တဲ့ဘလို့ကိုဝန်ဆောင်ညီမလေးလေဈေးထဲမှာ तू ကတွေ့တယ်အခုကဈေးထဲကိုအိမ်ကြီးသွားဝယ်တာအဲ့ဒါကိုညီမလေးလို့ညီမလေးလို့ဟိုအကိုရုပ်တို့ဒီမှာလူထွက်တဲ့အပေါက်ကလေးပြပါလားဆိုတင်းချင်းဆိုကြီးပါကျုံးမယ် သူမို့လို့ပါရတာငါဆိုဓာတ်နဲ့ထိုးမှာ ဟုတ်လေလူတွေထွက်တဲ့ အဲ့ဒါကောင်မလေးကလူမွေးနားမလဲအမလူထွက်တဲ့ပေါ့အကိုရဲ့ဒီနားမှာဆိုပြီးတော့ နစ်လက်ကြီး ဟုတ်လေမဟုတ်ဒီနားနဲ့ဒီလိုသွားရင်ဟိုရောက်တယ်အဲ့လိုပြောတယ် ဈေးတယ်တွေကလည်းတော်တယ်ငါးတန်းအောင်သွားတာငါးသွားဝယ်တာဟုတ်လားအလေးပြည့်တယ်နော်ဟုတ်လားအဘိဓါဝယ်တာ85ကျပ်သားပဲရှိတယ်ဒါကြောင့်မို့လို့ကစာဆိုနေဟမ်တလုတ်တော်စီစစ်တိုင်းပြီးအလေးမမှန်ဝယ်သူကံအဲ့ဒါငါလည်းငါ့ကိုစိတ်တော်ပြီးတော့လန့်ပြီးတော့အလေးနဲ့ပြလိုက်တော့အလေးကတကယ်ပြည့်တယ်ဗျာရေထဲမှာဘောလုံး ဘီကလာပါမင်္ဂလာပါတားရဲ့ဒီပါကြီး အခုလို့ကျွန်တော်တို့ဗရေဒါမန်သိတဲ့အတွက်ငါလေးတို့ အဲ့ဒါချာ အလူတကာကြီးကမြင်ပေါ်မှာအလူကာကြီးနဲ့မြင်ပေါ်မှာ ဒါကောင်ပြန်လိုက် အဲ့တရားလုံးမျိုး လုံလေးတွေလှုပ်လိုက်ဟုတ်ပါပတ်လေးတွေလဲပြီးတော့ပွဲလာကြည့်လိုက် ဟုတ်တပြေးပြေးနဲ့သူတို့လည်းအိမ်လေးချမ်းနေကုန်တော့မယ် အမတို့ဥရှိပွဲလာမလားဥရှိမားနေတယ် ကမ္မတိလိုပဲကြားမိုးရင်းလည်းမဟုတ်ပါပတ်စံနေရေးဆိုမှတို့လို့နှလုံးသားငုံလွန်လိုက်မက်ပြစ်တွေကိုရေးစည်းကံအိမ်ကအမေတွေကိုကလန်ကဆန်လို့မင်းသားကိုစုတွေချမနက်မိုးလေကယ်ရီကတွေကိုဈေးတွေစစ်အမတို့ကိုကျွန်တော်တယ်လီဖုန်းပေးပါတယ်တယ်လီဖုန်း cross ဘာမှလည်းမပြီးတဲ့ကောင်အိမ်ပြေးတော့ကစီရခေါင်း cross အဲ့ဒါ cross ဒါတွေကလေအမှန်တိုင်းပြောရင်ဒီပတ်စံတွေကဒါအတိဟာအယောဘာလို့ ဒါပဲလားမကြီးဒါပဲလား ဩမဟုတ်လေတကယ်လို့ဟိုအစစ်မပြေလဲဘန်သွားတယ်ကြတယ်ပါ အခုဒီလောက်ပဲဒီတက်ချက်သူကသူ့မိနဲ့ရံဖြစ်တော့မှာ ဟုတ်တယ်နာကားမလဲနဲ့ ဒီလေးရယ်ဒီလေးကိုပေးတယ်ဆိုတာစီးပွားရေးလုပ်ပြီးပေးတယ်ထင်လို့လားအဲ့ဒီနှစ်ယောက်ကအသားတွေလိလိရောင်းပြီတပြေးနဲ့ပိန်လာပြီစိတ် ကဲ ကြီး နှစ်ယောက်စလုံးအစီပြေသွားပြီအဲ့ဒီတော့လိုက်ဆိုကြလို့တန်ကတ္တဒီမှာ နိဗ္ဗာန်တ ပစ္စယောနေရှိ ဟောတုကဲ ဒီပတ်စံတွေတော်တော်များတယ်နော်ဘကုတ်ပဲ ဒီနေ့ ဒီနာကုသိုလ်ဘာဝနာကုသိုလ် ဒီနေ့နဲ့လက်ပြန်တော့အားရပါရကမလို့နှစ်ပေါင်း ဒီနေ့နဲ့မနေ့ပြန်ဘာဆက်ဖြစ်မလဲ ဒါဆက်ပြမလေ ဒီဦးလေ ဒီနေ့နဲ့မနေ့ပြန်နှစ်ပါးသွားကိုအားရအောင်ကမှာဆိုသလိုတရင်ကောင်းလေးတစ်ခုရှိပါတယ်မနေ့ပြန်ကြရင်ကျွန်တော်ရုံဝင်ကဖရီးပါ ဟာကောင်းလိုက်တာ ဖိုက်တယ်ကွာ ဖုန်းတစ်လုံးတော့3000ကောက်ပါမယ် အဲ့ဖုန်းနဲ့ပတ်သက်လို့ညီမလေးဟိုကမလေးခေါင်းစက်ကလေးနဲ့ညီကလေးမင်းသားဒီဘက်သားဖုန်းလေးဒီလေးရိုက်တယ်ဒီဘက်သားဒီလေးအလဲရတယ်ဒီလည်းပါလားတလုံးတော့မှလေးစပင်းညဆန်ဆုံးလိုက်ကလေးထိုင်နေလေပါလားထိုင်နေပြီးတော့ဝီးဟောတခါတည်း36လို့ပတ်တည်တယ် ဟုတ်တယ် အခုကပ်ပါပြေပါ ရတယ်မင်းသားကိုစူးကြလိုက်ကျွန်တော်လူရှင်တော်ရဲ့300ရှိ ဟုတ်တယ်တတိယ ကျွန်တော်ဘောလုံးတက်ကကန်တော့နေဆုံး3သိန်းရှိ လေးကုန်တာလေး တို့ဟိုအများမားနေလာရင်ခုအပြာတို့လားမလား ဟုတ်တယ်လေ တစောင်းတိုင်းပရိသေပင်ပြီးတာနဲ့များမားနေတာလေ
မဟုတ်ဘူး ဘာလဲ သူတို့မောင်ကြောင့်သူတို့သိတယ် ဟုတ်လား ဟိုဆောင်းလွင်လေ ဆောင်းလွင် အေးတယ်လေ ဩ အဲ့တော့ကိုကအခုနောက်ပိုင်းမှာလူတွေမဟုတ်တော့ အော်အဲ့လိုလား ပတ်စံပဲချုံတယ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ကျကလည်းချင်းနေ ဟဲ့ဟဲ့ ဆယ်မျိုးဆယ်မျိုးဒါနဲ့တို့လား အခုဟင်ဟိုမင်းသားလေးပတ်စံပဲခြုံနေတယ်အခုလည်းအေးနေမှာလားအေးတချို့တဲ့ဝင်လိုက်ပြီ အမေအမေ မဲဟုတ်တယ် တဲ့တယ်ဆိုတာအခုရဲ့ကျေးဇူးများကြီးချပါတယ်အခုလိုလက်ဆက်တဲ့ငါပြောသေးကိုကျွန်တော်ကိုကျွေးတဲ့အတွက်ဒီလက်သက်အမရဲ့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး အခုလေကဖေးနိုင်ပြီလားမပြောဒီကိုခါရိုက်တာကြဒါလေးကအမှန်တော့ကျွန် ဒီ တော် လိုလက်ဆက်တဲ့ငါပြောသေးကိုအမဘယ်နေရာကပြန်ရွေးဝင် ဟော လဲ ငါပြောလေးကနာမည်ရှိတယ်လေဖီးချမ်းတို့ငမောင်ပြားတို့ဒါဆိုရင်ဖေးနိုင် ဒါကကိုတလင်း ဖေးနိုင်ပြီးငွေ ဒါဆိုအခုရဲ့ပိတ်သက်အမာခံပိတ်သက်တွေသူတို့ဆိုရင်ပွဲတိုင်းနေရာလိုက်ကြည့်တာတီးလဲနေရာဆိုရင်သူတို့ပေါက်တာလေကွေးနေရော ဟုတ်တယ်ညီလေးอ่ะ ပတ်သက်ရပြီဆက်ကြည့်ပြပါတော့အဲ့လိုသိနေနေရာရှုံးတာလို့ထားတဲ့ဘာမှတော့မင်းတော့မသိကာလီမရောဒီကဒါဘာတို့သူ ချက်ဒီမလေးနော်အဲ့နော်ဒီမလေးပြီးရင်တော့ဟိုဟာရွာတွေကလာခဲ့အောင်နဲ့ ဘာဖြစ်လို့လဲ ဥရှိနာကောင်ကပြောက်ကုန်တာ အလူလိုပြောရမယ်နော် ရှော့ပြီး အလူကဒါကြတော့ဘာခေါ်တော့ဘာခေါ်တော့ ဘာတို့ อ๋อ အားကျုံတယ် what's it you guys my fight listen to me ဘာလို့ပြော you what is your name ဟယ်လိုဆီယာရင်ဆလာမလေးကွန် yes salam alaikum အင်္ဂလိပ်လိုတွေရောဘာကလားလိုတွေရောကုန် ဘာဘာ ဒီဟိုဘက်ကိုဒူးပါနော် ဟုတ်တယ်မလား ကဲရမယ်ကရမယ်ဟာ အဲ့ဒါတော့ကမှာပဲမင်းသားဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်โอเคအလေကနေဟေး yeah lady please come in အဘီ ကျွန်တော်မိသားစုတွေအသေးချစ်ဖို့ကောင်းတာ ဘာညာ အဲ့ လို့ လိုကျွန်တော်လည်းအလူလေးတွေလုပ်တယ်လို့တော့ဒါဒီအချင်းလေးတွေကသူတို့မှာပါဇွဲနေကြတာ ဒါဆွဲနေ အောင်စပူနဲ့ဝီလက်စပူ family group ရဲ့နှစ်သက်အလူတဲ့ဒီရောက်ဒီတိုင်းဒါကြီးဟင်္ဒရာခရိုင်ဟင်္ဒရာမြို့လက်တီခွင့်ရက်ကွာအောင်ချမ်းသာဘုန်းကြီး ခ ကျော ဏ င်း နေခဏနေမင်းသားအလူကအနနဲ့ ဘို့နကောအော်ရတဲ့ကိုလုံရပရာဟိတ အော်ခေါလုံးရပလာ လိုက်တာအတင်းကိုလှုပ်လိုက်တာငွေ တော်ရတာတို့ပါခင်ဗျာ ရာပောက်ပြီးလာရောက်လူရနာကတတောင်းနဲ့ အဲ့ဒါဘလောက်လူလိုက်တောင်းလူလို့ တတောင်းလူလို့တရားတောက်တာပါ 30လူနဲ့လူကြတာ တပုံလေးရိုက်ပြီးပါလား ဟုတ်ကဲ့ ဓမ္မရပြီ တကယ်ဒီအစင်လာလေးတွေကတကယ်ကိုကောင်းပါလေ ဒီလိုတွေမခေါ်နဲ့လတ်တာပတ်တာချောမောမော ဟာ တို့ဘုံကြောင်လို့ရအောင်ခေါ်ဒါတွေကြီးပဲခေါ်နေတာဘယ်နေရာသွားတာဒါကြီးပဲ ကောင်မလေးတွေကကြီးရတာနဲ့မင်းသမီးတွေကဟဲ့လိုရှိတယ်နော်ဟဲ့စိတ်ကြရတာကွာ အဓိကအဲ့ဒါညီလေး ချောလာမင်းနဲ့ကို ဝိရှိတယ်ဝိရှိတယ်ဝိလို့နေရောက်ကြမှာဒီလိုတရားရှိတယ်မောင်ကောင်းတယ်ဘယ်လိုသိလဲဟောသူ့မမင်းနာမည်မောင်ကောင်း တူစုံမောင်မေ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  ဝါဒါကြောင့်နိုင်ငံပြောတာဟုတ်လာပြီအလုံးပြပြီးမိုးကြီးလာပြီဟုတ်တယ် စိတ်တော့ကပေးပြီးတော့အဲ့လိုပဲပြောတယ် ဟုတ်တယ်အဲ့တော့ခုနဆိုရင်စုမပြဆိုကြည့်ပါဦး အဲ့ဒါပြောတာအတန်းတစ်မျိုးရှိတယ်နင်တို့ပြောတာခုနသူသမောင်းမေအဲ့ဒါအပေါ်တန်အောက်တန်ရှိတယ်အပေါ်တန်ဆိုတာဟေးဒါအပေါ်တန်အောက်တန်သိလား အဲ့ဒါအောက်တန်စစ်စစ်မှာမဟုတ်အောက်တန်စစ်စစ်ကအဲ့လိုမဟုတ်ဘူး ဒါလေ အပေါ်သားဟဲ့အောက်တန်စစ်စစ်ကဒီက ဒါလေ အော်အဲ့ဒါမျိုးဘယ်မှာခါတာလဲသူ့ဘာလဲတော့လည်းဆို တူစုံမောင်မေတူစုံမောင်မေမြမတမင်တစ်ခက်ကို ကျွန်တော်အေးဖို့ထားမလားချီရင်ကြီးရောဖက်နဲ့ကြီးရောပါလားဘာမှမပေါချီလုံးလုံးက မြဝေကန်စားနေတယ်အေးတာကိုကဲကျင်းလိုက်ပြီလားဒီမှာပေါ်တယ်ပေါ်လာကျင်းလိုက်ပြီအဲ့လိုမှဖြစ်နေတာ ဖိုးနေပြီ ဟောအဲ့ဒါကြလည်းမကောင်းဘူးရောဘလို့နေရာမှငို့ဟိုဘက်တော့ဟောဘာမှမသိအဲမတူပါဘူး तू ကကိုပေါ့ကိုဆောက်စင်နေကိုသိပါလေခမပြောမှာမဟုတ်ပါဘူးလူစင်နာဆောက်စင်ကိုသိပြီးသားအဲ့ဒါမင်းသားလူလိုက်ချစ်တယ်ခမမပြောလေအေးစိတ်နေမင်းမဆောက်တော့ငါတော့မင်းလို့
တော့ဘာမှအေးလို့ထဲကခဏဝေးနေတာပါကွာဒီကြားထဲမှာကိုင်းတဲ့အမေကနေတော့ပြသွားလိမ့်ပါလို့ဘူးလားသူကတမျိုးကောက်ကဘယ်တော့မှမသိသေးဘူးအော်ဒုက္ခပါပဲငါဘွားလေးတောင်းဒီမှာလွတ်တဲ့ဆွေးသားလေးကြား ဟုတ်လားလေ ဒီတော့ကနေဘာလာလာဒုက္ခဟိုဘာဟုပလီယုံတော့ ဘယ်ချီမို့တော့မတားနဲ့ကိုနေနိုင်ဘူး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 ဘယ်ချီရတော့နေနိုင်ဘူးဘယ်နာလီရောပေးရတယ်နေနိုင်ဘူး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 ဘယ်ချီရတော့နေနိုင်ဘူးမပါလို့ဒီချီရရဲ့မနေနိုင်ဘူး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 ဘယ်ချီရတော့နေနိုင်ဘူးမနေနိုင်ဘူးနေနိုင်ဘူး ဘယ်ချီလာတော့နေနိုင်ဘူးနေနိုင်ဘူးနေနိုင်ဘူးဘယ်ချီလာတော့နေနိုင်ဘူးအပြိုကြီးဘဝနဲ့ပွဲကြည့်မှာပါလို့ ခင်ဗျာအပြိုကြီးဘွားလည်းပဲကြည်ဘလို့ကြည် တကူပြီးတကူလောအဆွေးကြီးရဘာလို့လဲ ဟာ မင်းကဘာလို့ကြွေတော့ ကျွန်တော်ပတ်သက်ရှိကြောင်နေကြွားပြောပါနိုင်တယ်ကွာ အကိုရခွင့်လို့လည်းပဲအကိုကတလိဆန်ချစ်တယ်မှသိပါတယ်ခွင့်လည်းပဲသူ ဟုတ်လွတ်ချင်လူလူရတယ်မေးသားနဲ့ချင်းနေ ဟာလောက်ပြလောက်လောက်ကိုမနော်လက်လောက်ကိုမတောက်ပြကို ရိုက်ပါကိုငိမ့်မောင်ရေ အချင်းစုတော့လိုက်နှောက်ရှက်တော့နာတော်ကြီးကခင်ဗျာဆိုလေဘာဖြစ်လဲနေနိုင်မနေနိုင်ဘူးတဲ့အိမ်မပေါက်ရလဲမနေနိုင်ဘူးအဲ့ဆိုလေခွက်ကလေးယူခဲ့အကြည့်နော်ငါလည်းကိုကျွန်တော်ပါမယ်ကျွန်တော်ခေါ်တာပါဆိုကို ဘယ်လိုလဲ ဘယ်နေတော့ စူးချတာလေချတာပေါ့ဗျာ ဘယ်လို ဒါပေမဲ့မတို့ အလကားစားတာညီလေးကိုခေါ်တာအလကားညီလေးကလည်းစိတ်ဆိုးပြီအညီလေးကလည်းပြောရင်လည်းတိုးတုံဝင်သွားတာ ဘာလို့ စိတ်တို့ပြီးဝင်သွားတာ ပြောပါ အမမကျမင်းသားကိုအဓိကထားချလိုက်ယူရှင်တော်ရ300ရှိ ဟုတ်တယ်ငါတို့တတိယညီမအများကြီးပြော မရိုင်းတာ ဒီလားကိုလိုဒီဘက်ကနေပြီးတော့ဘောစဘကိုရေဖွင့်နေပိုကလေးလေးချမ်းနေရဒီကချမ်းနေရော တကယ်ကျရင်ချောင်းချိုး ပါဘောကျန်တော့ဟုတ်တယ် အခုမ နံ လို့ ပါတ်တစ်ဘက်ကကျရင်ကျွန်တော်တို့ကမ်းဖို့အစီအစဉ်ဆွဲထားပါတယ်အဲ့တော့ဒီလိုကျွန်တော်တို့ဘယ်လိုပြောမလဲ international ဘောလုံးကန်နေဆိုတာအင်မရန်တာခက်တယ်နော်ဘောလုံးကန်နေဆိုတာအင်မရန်မှာခက်တယ်လို့ဟာတွက်ကြည့်လိုက်လေဘောလုံးတစ်လုံးနဲ့ဟိုဘက်အသင်းရောဒီဘက်အသင်းရောဝိုင်းလို့နေတာတယောက်ကဘောလုံးတစ်လုံးဟဲ့ပြောโอเคဟုတ်ပြီဘေးရလဲစူးကြတယ်ဒီဘက်ဘေးရလဲစူးကြတယ်အလဲလူတွေစီးပွားရေးချင်းမကောင်းထင်တယ် စူးချတဲ့လူတွေကျမ်းမာပါစေချမ်းသာပါစေစူးမချတဲ့လူတွေကျမ်းမာရေးကူးဆိုင်နော် ကျေးဇူးတင်ပါတယ် ဘယ်လိုတိုင်း မိသားစုများ ဒီလေးအဲ့ဘာမဟုတ်ကြီးတော့ဘာမဟုတ်ဘာမဟုတ်ကြီးလေမဟုတ်ဘူးအာလူကျော်ဘာမှမဟုတ်လေပြောတယ်အာလူကျော်လေအဲ့ဒါဘာကြီးတော့အဲ့ဒါအခုနော်ကြောင်နေတာနော်ပန်းကြီးတွေကဝါဟာဒီမလာနဲ့မာဆိုကြီးမားလည်းမတော့မတက်တာလို့အကုန်ပြတ်ပြစ်နေတာဝါနေတာတော့မှဒီလိုက်ရှိကြောင်းနေတာဟဲ့ခေါ်ပြန်သူလည်းပြန်လို့ပြန်ခေါ်တယ်โอ้โหဘာနေရာချလို့ပြီးတာဟေးနေရာခေါ်လဲညားနေကုန်လားသူလည်းနေကုန်လားသူအခုမင်းသမီးမသိမဘဲဝဝင်ကုန်တယ် ပေါ့သူကဘာနေနေရောမတွေးတဲ့နေရာသူရောက်တဲ့ကျန်နေကြည့်အောင်ဒီကမျက်နှာကိုချီးလိုက်အဲ့ထမင်းသားလေးကဲ
ဟုတ်ဒီလေလက်သားတွေပြစ်ကုန်ပြီလားဟဲ့လက်သားတွေပြစ်ကုန်ပြီလားဟဲ့တော့ခဏယူခဏဒါလည်းကြော်ညာလားလားကြော်ညာရှင်သေးလားစီမမအေးတော့ညာချင်းပြအဲ့လိုကြော်ညာရမှာရေဒီကြော်ညာမှာရေဒီလူဝေးပြီးလိုက်ပါညာရဲတရားရေဒီကကြော်ညာတယ်မလို့အွန်လိုင်းမှာရှိတယ်လိုက်ပြီးလိုက်ဆုံးတယ်ကွက်တီပဲသက်လားဒီဘက်ဟိုမားတွေကရက်တောင်ပေးတယ်ဒီကအေးမှုပေးတယ်ဟိုတော့လေးလေးပေးလိုက်ပါလားမတော်ဝယ်မတော့နဲ့နာကြကျွန်တော်တို့ဒါကခဏလေးပေါ့ဟိုနောက်ကမိသားစုတွေလည်းရရင်နည်းတော့တော့ပေးလိုက်ပါကျွန်တော်အားလုံးသိပြီးသားဖြစ်တဲ့ဘောဘာအော်နေဟေးလာလိုက်တာမင်းသားလေးချိုးလိုက်ချစ်အဲ့လိုကြည့်ပြီးဒီအားတော့မရင်းနေမကျန်အချိန်ကြီးညာပြီနဲ့ဒီနာပဲကြာမှာမလားကြာနော်ဟဲ့ကွက်တီပဲမျက်လုံးရှိပါမျက်လုံးရှိကိုအမေဒါတွေကကွဲနေပြီမြင်နေရှင်းလည်းမရှိဘူးဒီကိစ္စအဲ့ဒီလေးနဲ့ခဏလေးစောင့်နေဦးမလားအဲ့ဒီလိုလေးပတ်စံမပြောင်းအောင်ကရတဲ့အခါဘယ်တင်တော့အခုရမ်းပြောတယ်ဒီကာတတာဖြစ်နေမယ်ဘာမှမကြောက်နဲ့နော်ဒုတိယပိုက်စံဦးလုံးမနေနဲ့ဘိုးကနေပြီးတော့ဒီဘက်ကမင်းကအကုန်တက်နေပါကျွမ်းဟောဘေးသားပါဆိုခင်ဗျားလေအကုန်အပြန်အလှအဖက်ကျွမ်းတာဘောဟောတကယ်ကျွမ်းနေဟောဘာပဲစနေတူသွားမှာဆိုဟောဒီလိုပဲလေယုံကြည်မှုဆိုတာတရားနဲ့အဲ့လိုရှိရတယ်တရားနဲ့ယုံကြည်မှုပဲဟုတ်လားဟောဒီဘက်ကမစနာဘူးဆိုတော့တဲဒီပေါ့ခရက်ဟာတော်ညနေမင်းသားဒါလေးတော့မတက်တယ်ဘာဖြစ်လို့တက်တယ်ဆိုတော့လေဘယ်လိုလဲအဲ့ဒါလေဖြတ်တာတင်းကလေဖြတ်တာတလေးနီဟာဒါကြောင့်မလို့မန္တလေးမှာ MPD တွေတိုင်မမိဘူးဘာဖြစ်လို့လဲတိုင်ထောက်တလေးချာဒီကလေးစကားလာမပြီးတော့တလေးချာဒီကလေးစကားလာမပြီးတော့တလေးချာတတာပြင်းနေမယ်တူတယ်ကိုဘယ်နေမလဲသူနေမလဲညနာဒီဖြက်တတာပြင်းနေမယ်ဦးချူကြားလိုက်တဲ့လေးပေါ်တော့ဒီဘာလို့ဖြစ်ချင်တာမေးကြည့်အောင်လေမေးစီအပေါ်မှာရှိတယ်လို့အမပွဲစစ်ဒီကနေ့တတာပြင်းနေမယ်တူတယ်ဦးချူတော့လိုက်တဲ့လေးပေါ်တော့ညထားတော့မပြုတ်ကြပါဘူးတတမမေကတတမမေညမေကမမေမြင်မြင်မို့တတမမေမြင်မြင်မို့နဲ့တတပြပြပြနဲ့ဘာတော့ညမေကအမလေးတော်လိုက်ပါတော့ပြပြပြနဲ့ဘာတော့ညမေကအမလေးတော်လိုက်ပါတော့
ငါကမှလည်းဒီပြလုံးတယ် ခန္ဓာကိုယ်ကမရဘူး တတလေး ချာချာ ဘာဖြစ်တာလို့ စိတ်ကလေးမရှိဘူးတတပြင်းနေမှာဒီလေချိုးသိရှိပါတတပြင်းရအောင် မမင်းညမို့ မလီတတမင်းကြီးမနဲ့တတပြင်းကူချိုးနေဘာတော်တော့ ရှင်မယာ တတလေးတာလီပို့တူ မမနိုင် ပြင်းပြင်းနဲ့အပေါ်မှာတက်တော့ သိရှိစီတာတတလေး ကြောလူလာပြီ ပြောနေချိုးတတပြင်းနေမှာဘူး ဦးချေ စိတ်မပါ တတမင်းရ မင်းညမို့ တတမင်းနဲ့တတလေးကဘာတော်တော့ လီမယာ မြစ်တာကွာမြစ်တာ မြစ်တာဆိုတာအဲ့ဒါများတစ်ဟုတ်ပြီဟဲ့ဟာဘာကြီးလို့ မပြီးတော့ဒါလေးကိုစော့နေတယ် အာ ဝါ ကြည့်ပါမယ် အဲ့ရ အခုအောက်ကအတင်းကြီးပြောကုန်ပြီ ဘာလို့ ဟိုအားတဲ့အကွာသူတပည့်လာကြည့်တာတဲ့နောက်မှာကြီးမနိုင်ရမှာမျက်မမြင်ပါလာတယ်ဘယ်မမြင်များတော့လူကမ်းပါတယ်ခင်ဗျာ မျက်မမြင်အောင်ရိုးရိုးမြင်မြင်ဟိုမျက်မမြင်တခွားမြင်မြင် ဟာ ဟုတ်ကော အဲ့ဘက်ကနေနေပြီးတော့ ဟုတ်သားပဲ မျက်လုံးကိုမရှင်းကြဘူး ဟိုနောက်လေနည်းနည်းကြည့်ပါဟိုကိုမင်းသမီးတွေကိုမျက်မြင်များပွဲခေါ်ရတာပြီ အဲ့ရစားတော့ဂီလာနာဝင်ကပါဆို ဟုတ်ပြီဘယ်နည်းရောက်လဲဒီနေ့3 4နော်ဟုတ်ပြီကြိုက်ပြီကဲဂျာကြီးဒီနေ့ကတော့ညာချင်းတညာချင်းဇာ အကုန်ခင်းပြီးကုန်ပြီအကုန်ရှင်းပြီးကုန်ပြီ ထုတ်ပြီးလေကုသိုလ်တော်ပွဲကြရအောင်ပါခင်ဗျာ तू ကလေခေါင်းဆောင်ကမပြီးတာဟုတ်သလား ဘာဖြစ်လို့ तू တိတ်နဲ့3000ရတော့ तू ကြော်ညာတယ်အဲ့ဒါပတ်စံရတယ် ဟဲ့ तू များစပွန်ဆာပေးလို့နေဦး तू များစပွန်ဆာပေးလို့တက်တာကြတော့ညာကြီးပြတ်တယ်အဲ့ဒါဘာစပေါ်လေ ပြီးပြီလားလေအောင်ဆိုတော့ပြီးပြီလားအေးဟုတ်ပြီငါတို့လည်းကြော်ညာမယ်ငါတို့ကနောက်ကျရင်ခွေး3កောင်ကြော်ညာမယ်ခွေး1កောင်2កောင်3កောင် တိတ်နဲ့တော့ပြည့်နေလေ ပလိလူရှင်တော်တွေရင်လာလားစူချောင်းလာပြေးလို့ရင်လာကတော့ ကတော့ မေလူကြီးလေးကွာ ဘယ်တော့လဲ ဦးတယ်လေးကတော့အဲ့ဒါ ရွှေဘွားရုပ်ရှင်ကားရိုက်ပြီးပြောမကောင်းဘူး ဟာဒီမှာလေမေးသားကြီး လာယူလိုက်ကောင်းရှုမို့ လောလောတဲ့ကြီးအဲ့လိုသူများပြောမခံနဲ့ပါ အကူလို့ခေါ်နေလေအကူလို့ခေါ်တာသူစိတ်ကအမျိုးလို့ကြားနေ ဒါလား ဟိုကျေးဇူးတင်ပါတယ်ဒကမ တချို့မိသားစုတွေဆိုအဝေးရ ငါတို့ ကြတယ် တိတ်စင်းလောင်းနေတယ်လို့ဖြစ်နေတယ်ဗျာဒီအဝေးချင်းတိတ်စင်းလောင်းနေတယ်လို့ လိုက်စို့တန်ကြတာဟေးဒီလိုက်စို့သူ့လက်ကြောင့်လို့တွေ့မကြည့် လုပ်တာကိုလုပ်တယ်စုဘဘအောင်နဲ့ဟုတ်လားဘယ်တော့စုဘဘအောင်နဲ့အကျွေးရှင်အကျွေးပေးပါလေလာတော့နိုင်လိုက်လားညနေ ဟုတ်လားဟုတ်လားဟိုဒီဟာလေးကအရှိကြီးဆိုတော့ကားလို့မလွတ်မှာဆိုလို့ဖြုတ်တာနော်တမျိုးမထင်ပါနဲ့ဒီဟာလေး ကျွန်တော်မိသားစုတွေတချို့ဆိုရင်ဒီမန္တလေးပြည်ပွဲကားဖို့ကြွဆိုပြီးတော့တရုတ်ပြည်တို့ဂျပန်တို့ကျွန်တော်ထိုင်းတို့ကနေပြန်လာပြီးတော့လာကြည့်ကြတဲ့မိသားစုများလည်းပါပါတယ်မိသားစုများရဲ့အခုလိုအားပေးမှုတွေမေတ္တာတွေကိုတကယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာတန်ဖိုးလည်းထားပါတယ် ဘယ်လိုကျန်တဲ့လွတ်ထားလိုက်လေကျန်တဲ့လွတ်ထားလိုက်လေ ကဲကဲကျန်တဲ့ပြည်သားလေး ဘယ်လိုမျိုးတန်းစီကဲကောင်း ကွန်ဒီရေသူကမသိရင်သိရှင်းမှမလို့ ဒီချိန်ပါလားကိုတလားကြောင့်လောဘတော့